တကားအလိုလိုပိတ်ထားတဲ့ကိစ္စကိုလေးတိုင်းလိုပါဟိုကိုလေးစားကအကြောက်အလန့်ကိုဖြေဖြောက်ရင်သူတို့နှစ်ယောက်ပစ္စည်းတွေကိုဆက်ပြီးနေရာချနေကြသည်ထိုစဉ်ဒါအိုဒီယောရေရိုးကန်ကတော့ဝန်သွားပြီးမှန်တင်ကုန်နာတင်ပစ္စည်းများစီစဉ်နေခဲ့သည်အင်တာခွတ်အဖုန်ကိုပိတ်ကထိုအပေါ်တွင်ပလတ်စတစ်ခွန်မဲမဖောက်အပ်သည့်သို့လေသူမွေစပရေးဖူအကြီးကြီးတစ်ခုကိုတင်ထားလိုက်သည်ထို့နောက်ရုတ်တရက်ဒိုင်းဆိုသည့်အတန်ကျဲကြီးထွက်ပေါ်လာရာပွိုင်းတစ်ယောက်လန့်တကြားလာဒါအိုသည်ဖြူလျော်နေသောမျက်နှာသည်ရေချိုးကန်းတွေကထွက်လာပြီးပွိုင်းစပရေးဘူးကြီးကသူ့လို The can flew by itself တုံရင်တော့အတန်ဖြင့်ပြောလာသည်နေအောင်သားကြောချမ်းသွားခဲ့တော့လေအခန်းလာကနေစပုံးဝင်များစွာပြီးထားရသဖြင့်မတိချင်အောင်သားစောင့်နေလိုက်ကြသည်ပထမဆုံးပြောင်းလာသည်နေ့ဖြစ်သဖြင့်စိတ်အပန်းဖြေရန်ကြာဝန်းလာသောဝရန်တာတွင်ထိုင်ကဝတ်သားခင်မူခရတာစားရန်ဆုံးဖြတ်လိုက်ကြသည်ထိုဝရန်တာကအတော်လေးကျယ်ဝန်းပြီးအပြင်ဘက်တွင်မွေရခင်းပြီးအဲ့လိုရလောက်သည့်အနေရကျယ်ဝန်းသည်ဝတ်သားခင်စားရင်လေဝင်လေထွက်ကောင်းစီရန်အခန်းတကားကိုဟာထားစဉ်ပေါက်ဆိုသည့်ခေါက်တန်တို့ကိုအခန်းတွင်ကရှင်းလင်းစွာကြားလိုက်ရသည်ပွိုင်းကအခန်းထဲသို့လှမ်းကြည့်လိုက်တော့လေဘယ်သူမှမတွေ့ရပေဒါအိုကဘေးကန်းကအတန်းနေမှာပါဘေးတင်ဘေးဘက်အခန်းများစီကိုလှမ်းကြည့်လိုက်သည်သို့သောအပိုးစွန်းထပ်ဖြစ်သော9လစီဘေးအခန်းများမှာလိုက်ကားပင်တက်ချင်ကြခြင်းမရှိပေမှန်များမှတစ်စင်အသေးသို့ထွန်းပေါက်မြင်နေရပြီးမြည်သည့်ပြိဘော်ကမြည်သည့်လူနေထိုင်မှုမှမရှိသည့်အခန်းလူကြီးဖြစ်နေကြသည်ကိုတွေ့လိုက်ရတော့အခါသူတို့နှစ်ယောက်သူတို့စွန့်အားသွားခဲ့ကြသည်အခန်းထဲမှာသူတို့နှစ်ယောက်တည်းရှိနေတာမဟုတ်တော့ဘူးဆိုတာသိကြသွားခဲ့ပြီထင်သည်ညဘက်အိယာဝင်ချိန်ရောက်တော့သူတို့နှစ်ယောက်တစ်ခင်းကရင်ပေါ်တွင်မအိပ်ရတော့ပဲကရင်ဘေးဂျမ်းမင်ပေါ်တွင်သာမွေးရချပြီးအိပ်လိုက်ကြသည်ဒါအိုကကြောကိုင်းအိပ်နေပြီးပွိုင်းကတော့အိပ်မပြောင်းနိုင်ပဲဖုံးပေါ်နေခဲ့သည်ထိုစဉ်တိတ်ဆိတ်နေသောညလေကောင်းတွင်သူမတို့ဘေးရှိလွတ်နေသောတစ်ခင်းကရင်ပေါ်မှဒုံဆိုသည့်အတန်ကြီးထွက်ပေါ်လာသည်အတန်မှလူတစ်ယောက်ကရင်ပေါ်သို့တက်ကအပေါ်မှနေအာကုန်ခုံပြောက်စောင့်နေသည့်အတန်မျိုးဖြစ်သည်တိတ်ကန်းနဲ့တန်ပေါင်စွန့်ခတ်သည့်အတန်များကိုရှင်းလင်းစွာကြားနေရသည်အတန်ကျဲလွန်းလာသဖြင့်ပွိုင်းတယောက်လန့်ချက်သွားသည်ကင်ထောတွေဖုံးမှသူမရဲ့မျက်နှာပေါ်သို့ပြုတ်သွားခဲ့သည်စောင်းနေသည့်အရှင်ညောတကင်းကရင်ကြီးမှဘေးရှိမှန်တရင်ကောက်ကဘာသွားရောက်ရိုက်ခတ်နေသည်ပွိုင်းကြောလန်းတကရာတက်ချူရန်နေတော့ဒါအိုကိုကြည့်တော့လို့လို့ချက်ချာမရှိတော့ငင်တက်နေတယ်မျက်လုံးတွေကမိုးလင်းတဲ့အချိန်တွေကကြည့်မိစောင့်နေတယ်ထိုနေ့မှစပြီးပွိုင်းရဲ့တော့6ချပွဲကညာချမ်းမဲကစတင်လာခဲ့သည်ဒါအိုကသူမရဲ့ရည်စင်းနဲ့အပြင်သွားလေလေးရှိပြီးပွိုင်းတယောက်တည်းအခန်းထဲကြံခဲ့သည့်ည7 နာရီ9 နာရီဝန်းကျင်အချိန်တိုင်းတွင်ဗီဒီယိုထဲမှာအတန်တွေစတင်ကြားရလေရှိသည်တစုံတယောက်ကဗီဒီယိုအင်းထဲမှာနေလက်သေးနဲ့ကုတ်ဖျက်နေစမ်းလက်ဖမိုးနဲ့တောက်ခောက်နေစမ်းမကိုညတိုင်းလိုကြားနေရသည်နောက်ပြီးရေချိုးကန်ထဲမှာအိမ်သားထွိုင်းပြီးအချိန်ကြာရှိနေသည့်အခါမျိုးတွင်တော့လေအခန်းနောက်ဘက်စီကအမျိုးသမီးတယောက်အမျိုးသားတယောက်နဲ့ကလေးတယောက်တို့ကအချင်းချင်းတီးတိုးစလားပြောနေသည့်အတန်များကိုကြားရတတ်သည်ဘာတွေပြောနေကြသည်ကိုတဲတဲကွဲမကြားရတော့လေအတန်များကလည်းရှင်းလင်းလာသည်သူတို့နေသည့်9လဆိုတာအောက်ထလိုကားတန်မော်တော်ဆိုင်ကယ်တန်လမ်းဘေးဆိုင်များကလူတန်များမကြားရပဲတီးချကဘာတစ်ခုလိုတိတ်ဆိတ်နေသည့်နေရာမျိုးဖြစ်ရာထိုအတန်များကပြင်ပမှလာသည့်အတန်များလုံးဝမဖြစ်နိုင်ပြီမမြင်ရသည့်အဖော်များကသူတို့နဲ့အတူထိုအခန်းထဲမှာရှိနေခဲ့ပြီဖြစ်သည်ဒါအိုကိုဖြုတ်ပြတော့လဲဒါအိုကလက်မခံပဲ Dao, don't ignore it. It's getting closer. Please, we have to leave now. ထိုအခန်းထဲရှိမမြင်ရသည့်အရာသည်ပွိုင်းတဲ့ဒါအိုကိုပိုပြီးပြစ်ထန်လာတော့မယ်ဆိုတာသူတို့မသိခဲ့ကြဘူး